ရှင်မတေခရစ်ဝင်ခန်းကြီး6လူများတို့မြင်စေခြင်းငှာကိုတီလာအကျင့်ကိုသူရှိမှောင်၌မကျင့်မီအကြောင်းသတိပြုကြလော့သို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘထံမှအကျိုးကိုမခံရကြထိုကြောင့်တင်သည်အလှူဒါနကိုပေးသောအခါဟန်ဆောင်တတ်သောသူတို့သည်လူအများ၏ချီးမွမ်းခြင်းကိုခံလို၍ပွဲသဖြင့်လမ်းခရီး၌မိမိတို့ရှေ့မှတဘိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်ငါအမှန်ဆိုသည်ကထိုသူတို့သည်မိမိတို့အကျိုးကိုရကြ၏တင်သည်အလှူဒါနကိုပေးသောအခါပေးကြောင်းကိုမထင်ရှားစေခြင်းကလက်ရလက်ပြုသည့်အမှုကိုလက်ဝဲလက်မြတ်မတိစေနှင့်မထင်ရှားသောအရာကိုမြင်တော်မူသောတင်၏အဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံ့တင်သည်ဆုတောင်းပတနာပြုသောအခါဟန်ဆောင်တတ်သောသူတို့နည်းတူမပြုနှင့်ထိုသူတို့သည်လူများတို့ရှေ့မှထင်ရှားစေခြင်းငှာပွဲသဖြင့်လမ်းဆုံလောင်းဝတို့၌ရက်လျက်ဆုတောင်းခြင်းငှာအလိုရှိကြ၏ငါအမှန်ဆိုသည်ကထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏တင်သည်ဆုတောင်းသောအခါစိတ်ညံရာအခန်းသို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားသောအရ၌ရှိတော်မူသောတင်၏အဘကိုဆုတောင်းလော့မထင်ရှားသောအရာကိုမြင်တော်မူသောတင်၏အဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံ့တင်တို့သည်ဆုတောင်းသောအခါဖျားမတိသူနည်းတူအချီးနှီးစကားဖြင့်အထက်ထက်မမွတ်ကြနှင့်ထိုသူတို့သည်များစွာသောစကားအားဖြင့်မိမိတို့အလိုပြည့်စုံမည်ဟုထင်မှတ်ကြ၏ထိုသူတို့နည်းတူမပြုကြနှင့်အကြောင်းမူကားတင်တို့အလိုရှိသမျှတို့ကိုတင်တို့မတောင်းမီတင်တို့အဘသိတော်မူ၏ထိုကြောင့်တင်တို့ဆုတောင်းရမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘကိုယ်တော်၏နာမတော်အားယိုသေးလေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောအစာကိုအကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်ရာသို့မလိုက်ပါစေဘဲမကောင်းသောအမှုအရာမှလည်းကယ်နှုတ်တော်မူပါအစိုးပိုင်သောအခွင့်နှင့်ဘုံတကိုးအာနုဘော်သည်ကဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏အာမင်ဟုဆုတောင်းကြလော့တင်တို့သည်သူတစ်ပါးတို့၏အပြစ်ကိုလွတ်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်တင်တို့၏အပြစ်ကိုလွတ်တော်မူမည်တင်တို့သည်သူတစ်ပါးတို့၏အပြစ်ကိုမလွတ်လျင်တင်တို့အဘသည်တင်တို့၏အပြစ်ကိုလွတ်တော်မမူတင်တို့သည်အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါဟန်ဆောင်တတ်သောသူတို့နည်းတူမျက်နှာညှိုးခြင်းမရှိကြနှင့်ထိုသူတို့သည်မိမိတို့အစာရှောင်သည်ကိုလူများတို့ရှေ့မှထင်ရှားစေခြင်းငှာမိမိတို့မျက်နှာကိုဖျက်တတ်ကြ၏ငါအမှန်ကန်ဆိုသည်ကထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏တင်သည်အစာရှောင်သောအခါအစာရှောင်သည်ကိုလူများတို့ရှေ့မှမထင်ရှားစေဘဲမထင်ရှားသောအရ၌ရှိတော်မူသောတင်တို့အဘရှိတော်၌သာထင်ရှားစေခြင်းငှာခေါင်းကိုလိမ့်ကြံလော့မျက်နှာကိုလည်းတစ်လော့မထင်ရှားသောအရာကိုမြင်တော်မူသောတင်တို့အဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံ့တန်ကြီးပိုးရွဖြစ်စီ၍တခိုးထွန်းဖောက်ခိုးယူရာမြေကြီးပေါ်မှာပန်းနာကိုမစီးပူးကြနှင့်တန်ကြီးပိုးရွမဖြစ်စီ၍တခိုးမထွန်းမဖောက်မခိုးယူရာကောင်းကင်ဘုံ၌ပန်းနာကိုစီးပူးကြလော့အကြောင်းမူကားအကျင့်အရက်၌တင်တို့၏ပန်းနာရှိ၏ထိုအရက်သို့တင်တို့၏စိတ်နှလုံးရောက်တတ်၏မျက်စိကကိုယ်၏စီမီဖြစ်၏ထိုကြောင့်မျက်စိကြည်လင်လျင်တကိုယ်လုံးလင်းလိမ့်မည်မျက်စိမေးရှိလျင်တကိုယ်လုံးမိုက်လိမ့်မည်တင်၏အလင်းတော်ကမှောင်မိုက်ဖြစ်လျင်ထိုအမိုက်သည်အလွန်မိုက်စွာတကားအဘယ်သူမျှသခင်နှစ်ဦးအစေကိုမခံနိုင်သခင်တဦးကိုမုန်း၍တဦးကိုချစ်မည်သခင်တဦးကိုမှီခို၍တဦးကိုမခန့်မညားပြုမည်တင်တို့သည်ဘုရားသခင်၏အစေကို၎င်းလောကီစည်းစိမ်၏အစေကို၎င်းမခံနိုင်ကြထိုကြောင့်ငါဆိုသည်ကအဘယ်သို့စားတောက်ရမည်ဟုအသက်အဖို့မစိုးရိမ်ကြနှင့်အဘယ်သို့ဝတ်ရမည်ဟုကိုယ်အဖို့မစိုးရိမ်ကြနှင့်
အစာထက်အသက်မြင့်သည်မဟုတ်လောအဝတ်ထက်ကိုမြင့်သည်မဟုတ်လောမိုးကောင်းကင်၌ကျင်လေသောငှက်များကိုကြည့်ရှုဆင်ခြင်ကြလောထိုငှက်တို့သည်မျိုးစေ့ကိုမဆိုင်မကျဲစပါးကိုမရိပ်ဂျီ၌မစုသွန်းသို့တော်လည်းကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်သူတို့ကိုကျွေးမွေးတော်မူ၏ထိုငှက်တို့ထက်တင်တို့သည်အလွန်မြတ်သည်မဟုတ်လောအဘယ်သူသည်စိုးရင်ခြင်းအဖြစ်မိမိအသက်တာကိုတထောင်ခန့်မျှတိုးပွားစေနိုင်သည်အဝတ်အဖို့အဘယ်ကြောင့်စိုးရင်ရသည်တောနှင်းပင်တို့သည်အဘယ်သို့သောအဖြစ်ကြီးပွားသည်ကိုဆင်ခြင်အောက်မေ့ကြလော့ထိုအပင်တို့သည်အလုတ်လည်းမလုတ်ချီဖြစ်စေခြင်းငှာမငင်မဝန့်သို့တော်လည်းပုံကြီးသောရှောလမုန်မင်းကြီး၏အဝတ်ကိုထိုအပင်တပင်မျှဤအဝတ်ကိုမမီဟုငါဆို၏ယုံကြည်အားနည်းသောသူတို့ယနေ့အသက်ရှင်လျက်နှစ်ပြန်မိဖို့ထဲသို့ရောက်သောတောမြစ်ပင်ကိုဘုရားသခင်သည်ထိုသို့သောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျင်ထိုမြတ်မကတင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လောထို့ကြောင့်အဘယ်သို့စားတောက်ရအံ့နည်းအဘယ်သို့ဝေးရအံ့နည်းဟု၍မစိုးရိမ်ကြနှင့်ထိုအရာများကိုဖျားမတိသူတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကိုတင်တို့အသုံးလိုကြောင်းကိုကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်တည်တော်မူ၏ဘုရားသခင်၏နိုင်ငံတော်သည်ဖြောင့်မတ်ခြင်းနှင့်တရားတော်ကိုရှိဥစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံ့ထိုကြောင့်နှစ်ပြန်အဖို့မစိုးရိမ်ကြနှင့်နှစ်ပြန်နေ့သည်မိမိအဖို့စိုးရိမ်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့ဖို့လောက်ပေ၏ဖတ်ရှုသွားတဲ့နှုတ်ကပတ်တော်နဲ့ကျမ်းစာသူရောက်စီတိုင်းပေါ်မှာကောင်းကြီးဖြစ်ပါစေ